ဘီလီယံနာကသူ့ဇနီးနဲ့အတူဈေးဝယ်ထွက်ချင်တာမဟုတ်ဘူးလို့ပြောတယ်သူ့ခြေထောက်ကျိုးမှသာလိုက်သွားမယ်သူ့အဖွားကခြေထောက်ကိုဓာတ်ရိုက်ကျိုးမယ်ဘီလီယံနာကသူ့ဇနီးဈေးဝယ်တဲ့အခါဘီတက်ကလတ်ထိုင်နေပဲလိုက်နိုင်တယ်သူကသူ့ဇနီးကမာနကြီးတဲ့မိန်းမလို့ပြောတယ်မိန်းကလေးကဘီလီယံနာကကြောက်စရာကောင်းတဲ့ယောက်ျားလို့ပြောတယ်နှစ်ယောက်စလုံးကမိသားစုစီစဉ်ထားတဲ့အိမ်အောင်ရေးမှာရှိနေပြီးဘာခံစားချက်မှမရှိဘူးဘီလီယံနာကသူတို့ရဲ့အိမ်အောင်တည့်ရဲ့အနှဲငယ်အတွင်းမှာမိန်းကလေးကိုမထိခဲ့ဘူးမိန်းကလေးကအဝတ်စားရှာနေတော့သူ့ရဲ့စိတ်အားထက်သန်တဲ့မိထွေးအမနဲ့တွေ့တယ်စိတ်အားထက်သန်တဲ့အမကမိန်းကလေးကိုအနံ့ဆိုးတယ်လို့စော်ကားတယ်မိန်းကလေးကနောက်မဆုတ်ပဲပြစ်ဒစာတယောက်ရဲ့အနံ့လို့ပြောတယ်ဒေါသထွက်နေတဲ့အမကစာရေးကိုမိန်းကလေးကိုနှင်ထုတ်ဖို့တိုက်ရိုက်တောင်းဆိုတယ်မာနကြီးတဲ့စာရေးကစိတ်အားထက်သန်တဲ့အမရဲ့အဝတ်စားကိုမြင်တော့မိန်းကလေးကိုတကားဝါကနေကန်ထုတ်ပြီးမိန်းကလေးရွေးနေတဲ့အဝတ်စားတွေကိုဆွဲယူလိုက်တယ်မိန်းကလေးကအရန်ဒေါသထွက်နေတယ်သူမမှာဘီလီယံနာခင်မွန်းရှိုံတာမကသူမကိုယ်တိုင်လည်းစည်ရင်းဝင်ကုမ္ပဏီတစ်ခုနဲ့ဘီလီယံနာတစ်ယောက်ဖြစ်တယ်သူမရဲ့လက္ခဏာကိုဖုံးကွယ်ဖို့ရိုးရာဝတ်စုံကိုရွေးချယ်တယ်လှည့်စားတဲ့အမကအခုချိန်မှာအထက်တန်းစားကသူမလိုလူမျိုးပဲဒီဆိုင်မှာအဝတ်စားဝယ်လို့ရတယ်လို့ပြောတယ်လှည့်စားတဲ့အမျိုးသမီးဒေါ်လာတန်100တန်ဒီဝတ်စုံကိုဝယ်ဖို့သူမရဲ့ကတ်ကိုချက်ချင်းပုတ်ဆွဲလိုက်တယ်အဲ့ဒီဝတ်စုံရဲ့ဒီဇိုင်နာကမိန်းကလေးနဲ့တစ်ထပ်ထဲကြတယ်ဆိုတာကြံစီနေတဲ့ညီမမသိပါဘူးမိန်းကလေးကသူ့ညီမကိုဘယ်လိုစနောက်မှလဲ